ကြောက်ကဖြက်ပြီးမှအပွင့်တော့တွေးကြည့်မလို့ ရေဆိုင်ဆိုရင်တပွင့်ပါတယ်ရာချီတန်သွားပြီတွေ့ကြည့် ဦးလေးမသိရကြပြီလားကွာ အေးမလေးဟိုကဖိလေးတလုံးစောင့်နေလေမိုးလေးပဲထားပြီးတော့ မစိုးပဲအိမ်လေးကတော့ ဟုတ်တယ်ဟိုမှာဟောအေးဟိုမှာခန်းတီးကကလေးတယောက်ရောက်လာလေသူ့မှာအရင်ကြောက်ကလေးပါလာတယ် အရေးကြောက်လား အေးဟုတ်တယ် လာလား အေးကြောက်ကလေးကတော့လာတယ်အပွင့်တွေပဲထုတ်ရမယ် အဲ့ဆိုကြည့်မလေးဒီနေ့လဲညီမရဲ့ဒါဧည့်သည်လေးတယောက်ကသူကအစုပွင့်ရချင်တယ်လို့ပြောနေရတာ ဟုတ်လားအေးအဲ့ဒါလေးလာတယ်ဒီမှန်နေတာဒီကောင် ဒီအိမ်မှာပဲလားခဏတော့ကြော်ခက်နေရ အောင်ကြီးဒီမှာတော့လောဘမရောက်လာပြီ အရေးကြောက်ဆိုတော့လေ ဟုတ်ဒီကြောက်ရှိတယ်ဗျအမေကြောက်လေးတလုံးပါလာတာနောက်ရောက်တာမကြသေးတော့တိတ်ပြီးလောဘမရှိဘူးလေနော်နောက်လေကြောက်ကောင်းရရင်ပြပါမတို့ဒီကြောက် ခန်တီလေးကြောက်လေးမှာပဲနေရလေအော်လာအရေးလေးကတော့အပွင့်အရေးလေးပဲဟုတ်တယ်ကြောက်ရေးလေးကတော့စိမ့်ဝါရေးလေးမျိုးစံအဖက်တွေကတော့မမြင်အောင်ကြောက်ရရေမျိုးကတော့ဒါအပွင့်တွေ့ရမှာဟုတ်တယ်ရောက်မှလဲကိုဒါလေးက 900အထက်ပဲလောဘမ 900အထက်တော့မမြင်ဘူးကြိုက်သေးတော့ရှိရဲ့ဒီတော့ဖွင့်ကြည့်မယ်ရမလား ဖွင့်ကြည့်ပေါ့ဒီမင်းတော့ကျွန်တော်စဉ်းစားပေးမလို့ 200တော့ကြိုက်တယ်ကို မရဘူးလောဘမ900အောက်ပဲဖြစ်နိုင်ဘူး ကြောက်ကဖြက်ပြီးမှအပွင့်တော့တွေးကြည့်မလို့အဲ့တဲလဲလိုချင်တယ်ပြောထားလို့လေ အဲ့တော့လည်းမရဘူး အဲ့လိုလောက်လိုက်300 မရ မြစ် ဘူး ဆုံးကြောက်ကခန်းတီးသေးပဲပေးနိုင်တယ်ဖက်ကန့်သေးဆိုတကယ်မလွယ်ဘူးကြောက်က ဖွင့်ထုတ်လိုက်ရုံရှိတော့ဒါကြောက်ကရေဆိုင်ဆိုရင်တပွင့်ပါတယ်ရာချီတန်သွားပြီတွေ့ကြည့်လိုက်ပါဦး ဆယ်ဆိုင်မပြောနဲ့ကိုကြီးဒါခန်းတီးဆိုအနာရမ်းများတယ်လူတိုင်းသိတယ် အနာရာများတာလောဘမအရေးအရေးသွေးပါပါတယ် တချို့ကြောက်ဆိုရင်တော့10ပိတ်တာလောက်အလုံးကြီးကြီးတော့မှအပွင့်10ဆိုင်မပြောနဲ့ကွာ9ဆိုင်လေးထွက်ဖို့တော့မှတကယ်မလွယ်ဘူးဒါကန်နဲ့လဲဆိုင်နဲ့ကြောက်အာယုံရမ်းကြီးနဲ့300ပဲရရင်ချောင်းပေးလိုက် မရဘူးမရဘူး အလောက်ပဲမြင်လားနောက်ဆုံးသေးပဲ 900အောက်တော့မရဘူးလောဘမအဲ့ဒါဆိုလည်းဖြစ်နိုင်ဘူး ငါပေးမဟုတ်ကြောက်ကောင်ပြပေးလို့ ကြောက်ကိုပဲတယောက်လုပ်ပြီပါငါဒီမှာ ကြောက်ကိုပဲတယောက်ထားလိုက်ပါမဟုတ် လိုက်ပါတော့ပါဒီမယူတော့ပါဘူးဒီမှာရဲ့ ဆုံးသေးတကယ်ကြောက်ကဈေးကုန်ပြီ400ရရင်ရောင်းပေးလိုက်တော့ကြောက်ကခန်းတီးဖက်ကန်ကြောင်မဟုတ်ဘူး 900အောက် ခန်းတီးဆိုအနာများတယ် ခန်းတီးကြောက်ကအားကမှဈေးကွက်တိတ်ရှိဘူးကြိုက်တဲ့လူလည်းနေတယ်အဲ့ဒါမင်း400လောက်ဆိုတော့မစိုးဘူးထင်တာပဲ တဦးလည်းမဟုတ်ဘူးလေကျွန်တော်သိရတယ်ဖတ်ကန်သွားတယ်ဖုန်းနည်းနည်းဆက်ကြည့်မလေးဦးလေးဒီဖုန်းဆက်လို့ကြိုးကြောင်းသူ့ကိုပြောပြမယ်ကျွန်တော်တယောက်တည်းမဟုတ်လို့ဦးလေးကလည်းစူပါလေး ဟုတ်ပြီအဲ့ဆိုအခုဆက်ကြည့်လိုက်လေ တစ်လောက်ဖုန်းခေါ်ကြည့်လိုက်မလေးနော် ဟုတ်ပြီအခုဆက်ကြည့်လိုက် ဟိုဖြစ်တဲ့ဆိုကျွန်တော်ပြန်ပြောမလေးနော် ဟုတ်ပြီ တက်လိုက်ပါပြင်ငါတော့ကတော့မှ300ပြီလို့ခုမှအိမ်လေးပါလေးကိုလေးကလေးစင်ပြီးသွားပြီသူကဈေးပေးကောင်းလို့တော်သေးရပါငါဒီမှာရဲ့အိမ်လေးလည်းစောင့်နိုင်သွားပြီဒီလားဆိုတော့ပြန်ခေါ်ထားပြီးပြန်လာတော့ ဟုတ်လားဘလို့လဲရောက်မှတဲ့လား စီးထားလိုက်ဦး စီထားလိုက် ဟိုသူခဏစဉ်းစားလိုက်ဦးမယ်တဲ့ဟိုပြန်အကြောင်းပြန်မယ်တဲ့ ရတယ်လေ တော့ကတော့လှပါ ဟိုဟာကြောက်ရဲ့အည်တွေ့ရ မောကွာနေရတခုပါ ကြောက် ဟုတ်တယ် အခါနဲ့ခန်းဒီကြီးသွားသွားလို့ပါကြောက်အည်တွေ့ညမှာပါတီလေးသူကစီးတာနော် အနာလဲများတယ်ခန်းကြီးအနာရင်ကြောက်ရတာ အဲ့တော့မများပါဘူးလို့ပါမယ် ဟုတ်ပြီဒီချာလေးစဉ်းစားပေးလိုက်လေနော် ဟုတ်ဟုတ် ပြပြနော် ကြောင်းမယ်ဟုတ်ပြီဦးလေးတော့ကြည့်ကြည့်အောင်လေ ဒီပါတိုက်ကြီးလေးရတာပဲ ခမောက်ကြံဟဲ့ရော 丢丢来来老 ခမောက်လာယူတာဟုတ်တယ် 老板那太忙好嘛ဒီမှာဒီပုံပြန်ခေါ်နေလို့ဟိုဟာလုံနေလို့လာအောင်ခိုင်းဟိုကကိုကြီးခဏလာအောင်ဟိုကဟိုမှာသူကလည်းဟိုမှာကြောက်လေးတစ်လုံးဝဲထားတာရှိလို့တဲ့ငွေလည်းအဲ့မှာထည့်ကျင်နေလို့တဲ့ဈေးကတော့မိန်လာလို့တော့မဟုတ်ဘူးတဲ့တာဝန်နေရလည်းရှိသေးလေမိုးရနာဖြုတ်လိုက်ပါတဲ့ အော်ရောင်းလိုက်ဟုတ်လား ရောင်းလိုက်ပါရတယ်လေဟိုဖြစ်လို့တဲ့ကြောက်လေး ကောင်းတာဗော ဘလို့ဆိုရင်ကျွန်တော်ကနှက်ပြန်มาလို့ပြောမလို့ဘုံပြန်လာလို့ ကျေးဇူးပဲဟုတ်ပြီတော့မှဟုတ် ဟုတ်ပြီ အဲ့ဒါကြောင့် ကဲလေ ကိုကြီးအခုပဲဖုန်းကပြန်ဝင်လာတော့ဟိုက
သူကြောက်လေးလည်းပြန်ပြီးတော့ဒါမလို့ငွေကတော့ဒါလည်းရှင်းထားခဲ့မှဖြစ်မှာနော် အော်ရတယ်ငွေစကားမပြောနဲ့ငွေကသူကြည့်ရှင်းပေးမယ် တော့မမတို့တော့ဟုတ်တယ်လေကျွန်တော်တို့ကတော့ကြောက်လေးရောက်မှဒါလေးနဲ့ပြန်ပြီးတော့ အော်ရတယ်အခုပဲလက်ယူလိုက်ကမ်းပါ ပြောပြီးအဲ့ဒါကြောင့်မှနော်ကျွန်တော်တို့ကဒါလေးနဲ့ပြန်ဖလှယ်ရမှာမို့လေ ဟုတ်ပြီဒီမှာလည်းခမောက်မိလို့ကပြန်လာယူပါဟာပတ်စံလေးတော့ရအောင်အပေါ်မှာဟုတ်တယ်ကဒီခန်းတီးအရေးကြောက်လေးကိုညီမဒီနေ့300နဲ့ဝယ်ရခဲ့ပြီးဒီရဲ့ကြောက်လေးကိုညီမဟုံးလိုက်မှတစ်ခါလေးထည့်ကြည့်မယ်သူပြောသလိုမျိုးအပွင့်ဆိုင်10ဆိုင်ရမလားဆိုညီမနဲ့သူကြည့်အောင်ဟုံးလိုက်မှစောင့်နေလိုက်